ဒီနေ့ဧဝံဂေလိတရားတော်ဟာကျွန်တော်တို့အများကြီးတန်ဝေကရစာသတိထားစရာဖြစ်စေပါတယ်ဒီကဒီနေ့ကြံချက်ကတော့လူတွေဟာလောဘနဲ့ရှင်သန်ပြီးတော့လောဘအတော်မတတ်တဲ့ဘဝမှာရှိနေကြတယ်လောဘကဒီနေ့ဘုရားရှင်ပြောတဲ့တရားကဘာလဲဆိုရင်ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှုကိုအပြစ်ရှာတာမဟုတ်ဘူးလောဘတရားတွေလောဘတွေတဲ့တဲ့လူဟာဘဝမှာပျက်စီးတတ်တယ်ဒီပင်သူတစ်ပါးကိုလည်းဒုက္ခပေးတတ်တယ်ဒီနေ့ကျမ်းစာမှာဒီနေ့ဧဝံဂေလိတရားတော်မှာဒီဥစ္စာအမွေဥစ္စာလာခွဲခိုင်းတဲ့လူတရားကိုဘုရားရှင်ဒီတရားပြတာဒီပစ္စည်းဥစ္စာဆိုတာရှိတာရှိကောင်းကြွယ်ဝချမ်းသာတာကောင်းတာပေါ့ကျိုးရတတာကျိုးစားဆိုကြွယ်ဝချမ်းသာကောင်းဒါပေမဲ့ကျွန်တော်တို့ဖြစ်တတ်တာလောဘကြီးတဲ့ဒီလောဘကြောင့်မောင်နှမအချင်းချင်းအရင်ခောက်ကြည့်တယ်နော်ဒီဥစ္စာပစ္စည်းကြောင့်အမွေကိစ္စကြောင့်တယောက်နဲ့တယောက်ရန်တူးတွေဖြစ်တယောက်နဲ့တယောက်တက်ကြဖြတ်ကြဒီလောဘဆိုတာမလွယ်ဘူးဒါကြောင့်ဘုရားရှင်တရားပြတာကိုရဲ့သုံးဖို့ဆွဲဖို့နေဖို့ထိုင်ဖို့အတွက်ရှာဖွေစားတော့ကြဒါဘုရားလက်ခံတယ်သို့တော့လောဘစိတ်တက်ပြီးတော့သူတစ်ပါးဒုက္ခပေးမှာဘုရားကမလိုလားဘူးပြီးတော့ဒီလောကမှာရှိတဲ့ဥစ္စာပစ္စည်းဟာကိုယ်သိရင်ကိုယ်တော့မပါဘူးကိုယ်သိရင်ကိုယ်တော့ပါမဲ့အရာဝယ်ဘုရားကရှာခိုင်းတာအခုကကျွန်တော်တို့ကိုယ့်ပြန်လည်ဆန်းစစ်ရမယ်ငါလောဘတော်တက်နေလားဥစ္စာပစ္စည်းကလူတိုင်းကတွေ့တာပဲခင်မင်တာပဲဒါပေမဲ့ဒီဥစ္စာပစ္စည်းမဲ့မောလို့ဥစ္စာပစ္စည်းရဖို့အတွက်လောဘတွေတက်လို့ရှာဖွေမဲ့ဆိုရင်ဒီဥစ္စာပစ္စည်းကကိုယ်အနေနဲ့ပေးတယ်အနေနဲ့ပေးဒါလည်းတိမ်ဝိုင်းနေကိုနောက်ပါမှာမဟုတ်ဘူးအမေဝမ်းတဲ့ကဘာမှမပါဘဲနဲ့ပြန်တော့လာရတယ်လို့ကိုသေးဝါရင်လဲဘာမှမပါဘဲနဲ့သေဝါကိုနောက်ပါမဲ့အရာပါလဲဆိုရင်ကိုအသက်ရှင်တဲ့အချိန်မှာကိုလုံခဲ့တဲ့ကောင်းမှုကုသိုလ်ပါရမီတွေဒါမှမဟုတ်ရင်မကောင်းမှုကုသိုလ်တွေဒါပဲပါဝါမှာဒါကြောင့်မို့ကိုအသက်ရှင်တဲ့အချိန်မှာကိုမှရှိတဲ့ဥစ္စာပစ္စည်းတွေကိုကောင်းမှုကုသိုလ်တွေလုပ်ပေးဖို့လိုတယ်ဆိုတာဘုရားရှင်ဒီနေ့တရားပြတယ်အခုခေတ်မှာလူတွေဟာကိုယ့်အတွက်ပဲအတ္တတွေကြီးနေပြီးတော့လောဘဇောတွေတိုက်ပြီးတော့အသက်ရှင်နေထိုင်တယ်ပတ်ဝန်းကျင်လူတွေကိုလည်းမကြည့်တော့ဘူးတခြားလူတွေကိုလည်းမဆာနာတော့ဘူးကိုကြွယ်ဝချမ်းသာရင်ပြီးရောလောဘအမြင်မရှိတယ်ဥစ္စာပစ္စည်းလောဘနော်အာနာတက်ချင်တဲ့လောဘမရမကအငန်းငန်းတက်ရှိရင်တော်ပြီပေါ့မရဘူးဒီဥစ္စာတွေအတွက်ဒါတွေရဖို့အတွက်ဘာဖြစ်လဲကျန်တဲ့လူရဲ့ဘဝတွေပေးဆက်တာမနေဘူးကျန်တဲ့လူဘဝပေးဆက်တယ်ဒီမှာကျုံလို့ပြောလိုက်မယ်နည်းနည်းတော့ရှည်လိုက်မယ်အာနာလောဘတက်တဲ့ဒီအာတောကမင်းကြီးဆိုတာကြားဖို့လိမ့်မယ်အာတောကမင်းအိန္ဒိယတပ်မြေမှာအိန္ဒိယအင်ပါယာကိုချဲ့ခဲ့တဲ့ဘုရင်မင်းကြီးဒီနေ့အိန္ဒိယနိုင်ငံရဲ့အလံကသူ့ရဲ့အမှတ်စိတ်အလံအာတောကမင်းသူဟာသူ့လက်ထက်မှာနိုင်ငံပေါင်းကိုအဲ့ဒီတော့သူ့မြို့ပြနိုင်ငံတွေကိုတိုက်တာအများကြီးပဲညီကိုချင်းတော်အာဏာရဖို့တတ်တာမနှဲဘူးသူဘယင်ဖြစ်ဖို့တဲ့အာဏာရဖို့တဲ့ပြီးဒိုင်းမီတပိုင်းနေပြီးတိတ်မှုသူအာဏာဆက်ပြတ်ဖို့တဲ့လို့အများကြီးပဲနောက်ဆုံးတိုင်းပြည်တစ်ပြည်တိုက်တဲ့ချက်မှာ
သူလိုချင်တဲ့တိုင်းမျိုးငိမ့်တွတ်တိုက်တဲ့ခါမှာအကုန်လုံးကစစ်တလင်းပြင်ပြီးတော့သွေးအလိမ့်လိမ့်နဲ့လူတွေအများကြီးသိကြည်ပြည့်စည်ပြီးတော့အမျိုးသမီးတွေလည်းမုတ်ဆိုးမဖြစ်ကလေးတွေလည်းမိအဖေမေဖဲဖြစ်သူအဲ့တိုင်းမီကိုရတာသူထိုင်ပြီးကြည့်ပြီးတော့ငါဘာရလဲငါဒီမကောင်းတဲ့အနိဋ္ဌပင်မရတယ်ဆိုပြီးတော့လုံးဝတရားရပြီးတော့ဒါတရားငါအာနာမဲ့မောမှုလောဘကြောင့်ဒီလိုဖြစ်ရတာဆိုပြီးတော့နောင်တတံဝင်ကရောက်တော့ဘာလုပ်လဲငါစစ်မတိုက်တော့ဘူးဆိုတော့ဒါလှုပ်လိုက်ပြီးတော့ငြိမ်းချမ်းတိဆောက်မယ်နောက်ပြီးတော့သူဘာသာပြောင်းသွားတယ်ဗုဒ္ဓဘာသာဖြစ်ပြီးတော့သာနာပြုမင်းကြီးတစ်ပါးဖြစ်သွားဒါမို့ဒီဥစ္စာတွေကကိုလူချင်းနဲ့ရလောက်တော်ပြီပေါ့သူတို့ဒုက္ခမပေးဒါမို့ဒီနေ့ကြမ်းချက်မှာကိုပြန်လဲဆန်းစစ်လောဘဇောတွေတက်နေသလားရှိလောကမှာရှိတဲ့ဥစ္စာပစ္စည်းတွေအရန်ကြီးလူချင်းတက်မဲ့နေသလားဒီဥစ္စာပစ္စည်းလူချင်းတက်မဲ့မှုကြောင့်လောဘကြောင့်ညီကိုမောင်မချင်းလဲရန်သူတွေဖြစ်တယ်တက်ကြဖြတ်ကြတယ်ဒီလိုစိတ်တက်တယ်မရှိအောင်ကိုယ့်ရဲ့လူချင်းလောဘစိတ်ကိုမြို့သိမ့်တက်အမှန်မြို့သိမ့်တက်နေအောင်ကြိုးစားမယ်ဒါကြောင့်ဒီဖျားရှင်ပြောတာဗောဒီလောကဥစ္စာပစ္စည်းတွေကိုယ်မှာရှိပြီးတော့ထာဝရအသက်မရရင်အလကားပဲဖျားအသက်မရရင်အလကားပဲဒါကြောင့်မလို့ဒီလောကဥစ္စာပစ္စည်းတွေဟာကိုယ်အသုံးပြုတတ်မယ်ကောင်းတဲ့ဘက်အသုံးပြုရမယ်ဒီနေ့တထေးကြီးကိုဒီနေ့ပုံမြင်ထဲမှာပေးထားတယ်လို့ကြည့်သူဘာအပြစ်လုပ်လဲအပြစ်လုပ်တာလည်းမရှိဘူးဒီပုံမြင်ထဲမှာဖျားသူတစ်ပါးတမ်းမိလည်းမစော်ကားဘူးသူ့ဘာသူနေဒါပေမဲ့သူ့ဘဝကိုပဲသူတိဆောက်သူ့ကိုယ်သူပဲကြည့်တယ်ကျန်တဲ့လူတွေမကြည့်တော့ဒီမှာသူရှိမှကြွယ်ဝချမ်းသာမှုတွေကိုကျန်တဲ့လူလိုပေးဝေရမယ်ကိုညီရမယ်ဆိုမှသူ့ဘဝအစဉ်ပြေအောင်မဲ့ကြည့်အတ္တကြည့်ဒါကြောင့်ကျွန်တော်တို့တွေလည်းကိုယ်မှရှိတဲ့ဘုရားကျေးဇူးတော်နဲ့ရရှိတဲ့လောကဥစ္စာတွေကိုကိုယ့်အတွက်ပဲမကြည့်ပါနဲ့ဒီဥစ္စာပစ္စည်းအသုံးပြုပြီးတော့သူတစ်ပါးအတွက်ကြည့်ပြီးကုညီနိုင်လောက်လုပ်ပြီးကိုယ်မှငါးပြဖို့ရှင်တဝက်ခွဲပြီးအဲ့လိုစိတ်တည်းရှိရငါပတ်စံမယ်ငါသုံးချင်မသုံးချင်သူများနဲ့ပါဆိုင်တယ်ဆိုတဲ့စိတ်ဓာတ်လေးမရှိဘဲနဲ့မျှဝေတဲ့စိတ်ဓာတ်သူတစ်ပါးကိုကုညီခြင်းနဲ့စိတ်ဓာတ်ဒီရှိနိုင်ကြလို့များဖြစ်နိုင်ကြပါစေ